皆さん、こんにちは。အားလုံးပဲမင်္ဂလာပါရှင်။ နိုရာလန်နေ့မှပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့တက္ကသိုလ်ကီနိုဟိုတယ်စာမေးပွဲဖြေဆိုခြင်းနဲ့တူတွေအတွက်ရည်ရွယ်ပြီးတော့အပိုင်းနှစ်အနေနဲ့မီတာရှိနာမီဆိုတဲ့ခေါင်းစဉ်လေးကိုဆက်သွားကြရအောင်နော်။မီတာရှိနာမီဆိုတာကဝေစားစီရင်ပုံကိုပြောတာပါ။はい、ဖတ်ကြည့်လိုက်အောင်။宿泊業で働く人は身だしなみ、服装や髪型などを整えておくことが大変重要です。宿泊業လို့ခေါ်တဲ့တက်ခိုစာလုပ်ငန်းခွင်တွေမှာအလုပ်လုပ်တဲ့သူတွေကမိသားရှိနာမီလို့ခေါ်တဲ့服装အဝတ်အစားတွေခမီကတာလို့ခေါ်တဲ့သပင်ပုံစံတွေကိုတဲ့整えておくとတည်တည်တတ်ဖြစ်အောင်လုပ်ထားဖို့အတွက်ကတော့လိုအပ်ပါတယ်တဲ့いつも清潔な身だしなみをするように心がけましょうအမြဲတမ်းပဲတဲ့清潔なတန်ရှင်းစင်ကြယ်တော့ဝိစားစင်ရင်ပုံကိုလုပ်ဖို့အတွက်心がけるဆိုတာနှလုံးသွင်းတာပေါ့နော်ပြောချင်တာကအမြဲတမ်းပဲတန်ရှင်းစင်ကြယ်တဲ့ဝိစားစင်ရင်ပုံကိုလုပ်ကြစို့လို့ပြောချင်တာလေးဖြစ်ပါတယ်။ဆက်ကြည့်လိုက်အောင်複数の例とチェックするポイントဝိစားစင်ရင်ပုံရဲ့ဥပမာနဲ့ check လုပ်ရမယ်အချက်တွေဆိုပြီးတော့ခေါင်းစဉ်လေးနဲ့လာပါတယ်။ဟိုတယ်နော်ပါဟိုတယ်မှာအလုပ်လုပ်မဲ့သူတွေကတော့ဒီပုံလေးပြထားတဲ့အတိုင်းပဲအနောက်တိုင်းဝတ်စုံတွေကိုဝတ်ဆင်ရမှာဖြစ်ပြီးတော့မှဒိုကန်လို့ခေါ်တဲ့ဂျပန်စတိုင်တဲခိုစာလုပ်ငန်းတွေမှာဆိုလို့ရှိရင်တော့ဒီဂျပန်ပုံစံဝိစားစင်ရင်ပုံလေးကိုဝတ်ဆင်ရမှာဖြစ်ပါတယ်။ point တို့လို့ခေါ်တဲ့ဒီအချက်ကလေးတွေကိုကြည့်လိုက်ရအောင်အချက်အနေနဲ့ကတော့9ချက်ရှိပါတယ်ဖတ်ကြည့်လိုက်ရအောင်နော်制服はきちんと洗濯アイロンがけされていますか制服လို့ခေါ်တဲ့ယူနီဖောင်းတွေယူနီဖောင်းတွေကきちんとတေးသေးချာချာလေးစမ်းတက်ကုလုပ်တယ်ဆိုတာရှော့ဖို့ပြီးတော့မှアイロンがけされるဆိုတာကြတော့မိဘူးတိုက်တာကိုပြောတာပေါ့ယူနီဖောင်းတွေကိုတေးသေးချာချာလေးရှော့ဖို့ပြီးတော့မှမိဘူးတိုက်ထားရဲ့လားနောက်တစ်ခုအနေနဲ့髪型はきちんと整っていますか髪型လို့ခေါ်တဲ့ဒီသပင်ပုံစံတွေကတော့တည်တည်ချာချာလေးတတရရဖြစ်အောင်လုပ်ထားရဲ့လားနောက်တစ်ချက်က爪は短くきれいに切られていますか爪လို့ခေါ်တဲ့လက်သေးတွေကိုရော短くဆိုတာကတူတူတောင်းတောင်းနဲ့きれいにတတတဖြစ်အောင်ညှက်ထားရဲ့လားနောက်တစ်ချက်ကကြတော့歯磨きなどで清潔な息が保てていますか歯磨きလုပ်တယ်ဆိုတာတွားတိုက်တာကိုပြောတာနော်တွားတိုက်ပြီးတော့မှ清潔な息ဆိုတာတော့တန်ရှင်းတဲ့အနံ့လေးကိုပြောပေါ့တန်ရှင်းတဲ့ကတွင်နံလေးတွေကိုရော保てていますかထိမ့်သိမ်းထားရဲ့လားတွားတွေကိုတေချာတိုက်ပြီးတော့တန်ရှင်းတဲ့ကတွင်နံတွေကိုရောထိမ့်သိမ်းထားရဲ့လား男性の場合、ヒゲは整えられていますかယောက်ျားလေးတွေဆိုလို့ရှိရင်ရောတဲ့ヒゲလို့ခေါ်တဲ့မုတ်စိတ်တွေကို整えられていますかတည်တည်တတရရဖြစ်အောင်လုပ်ထားရဲ့လားတည်တည်တဖြစ်အောင်လုပ်ထားရဲ့လားပြောချင်တာကယောက်ျားလေးတွေဆိုရင်မုတ်စိတ်ရိတ်ထားရဲ့လားဒါကိုစစ်ဆေးရမှာဖြစ်ပါတယ်နောက်တစ်ချက်က入浴して体臭は抑えられていますか入浴するဆိုတာကရေနွေးစိမ်ကဝင်တာပေါ့နော်သူတို့ဂျပန်နေနေနဲ့ကြတော့ရေနွေးစိမ်ဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့နယူးယောက်ကိုဆူလို့ပြောကိုဒီကြတော့ရေချိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့ရှာဝါအာဘီလို့ဆိုပြီးတော့ပြောပါတယ်အဲニューヨークしてユニセンゲンウェビロマ大衆လို့ခေါ်တဲ့ကိုယ်အနံ့တွေကို抑えるဆိုတာကြတော့ပေါ်မလာအောင်ဖိထားတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်အဲ့တော့ကိုယ်အနံ့တွေကိုပေါ်မလာအောင်ဖိထားတယ်ဆိုတော့ကိုယ့်ရဲ့ကိုယ်အနံ့တွေကိုတန်ရှင်းအောင်ထိမ့်သိမ်းထားရဲ့လားဆိုပြီးတော့ပြောချင်တာလေးဖြစ်ပါတယ်နောက်ဆုံးချက်ကတော့靴は汚れていませんかဖက်နက်တွေကရောမညစ်ပတ်နေဘူးလားဆိုဖက်နက်တွေရောတန်ရှင်းနေရဲ့လားဆိုပြီးတော့စစ်ဆေးရမှာဖြစ်ပါတယ်အဲ့တော့တို့ဒီအချက်9ချက်ကိုဒီတိုင်းမှတ်မယ်ဆိုလို့ရှိရင်ကြောက်တောက်တွေဖြစ်ပြီးတော့မေ့သွားနိုင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုလေးမှတ်မလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းလေးနဲ့မှတ်ကြည့်လိုက်အောင်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်ခေါင်းကနေပြီးတော့ခြေထောက်ကိုတွားမယ်ပေါ့အဲ့တော့ပထမအဆုံးခေါင်းနေနဲ့ဆိုလို့ရှိရင်တို့ဘာစစ်ဆေးရမှာလဲဆိုရင်ခမီကတာလို့ခေါ်တဲ့သပင်ပုံစံပေါ့အဲ့တော့စပုံစံကရောတည်တည်တက်တက်လေးဖြစ်အောင်လုပ်ထားရလားအဲ့တော့အောက်လေးနည်းနည်းဆင်းမယ်ပေါ့အောက်လေးနည်းနည်းဆင်းတော့တို့ဘယ်ရောက်သွားလဲဆိုတော့ဂရင်းရောက်သွားတယ်အဲ့တော့သွားတိုက်ပြီးတော့မှတန်ရှင်းစင်ကြယ်တဲ့အနံ့တွေကိုရောထိမ့်သိမ်းထားရလားဒါဆိုရင် green စစ်ဆေးပြီးပါပြီနောက်တစ်ချက်ကယောက်ျားလေးတွေချင်းနေပေါ့ယောက်ျားလေးတွေမှာဆိုရင် hige လို့ခေါ်တယ်မုတ်စိတ်တွေကိုရောတတရရဖြစ်အောင်ရိတ်ထားရလားအဲ့တော့နည်းနည်းလေးအောက်ဆင်းလိုက်ရကိုယ့်ရဲ့ခန္ဓာကိုယ်အနှံ့တက်တွေပေါ့ခန္ဓာကိုယ်အနှံ့တက်တွေမထွက်ဖို့အတွက်ဆိုလို့ရှိရင်ရင်လေးစိန်ကဝစ်ပြီးတော့မှအနှံ့တက်တွေမထွက်အောင်လှုပ်ထားရလားဆိုပြီးတော့စစ်ဆေးရမယ်နောက်တစ်ချက်ကတော့ safe skill လို့ခေါ်တဲ့အဝတ်အစားတွေပေါ့ uniform တွေပေါ့ဒါတွေကိုရောတည်တည်ချာချာလေးစန်တက်ကုလုပ်ပြီးတော့မှချော့ဖို့ပြီးတော့မှမိဘူးတိုက်ထားရလားစစ်ဆေးရမယ်နော်အဲ့တော့အဝတ်အစားကလည်းတို့တွေစစ်ဆေးပြီးသွားပြီအဲ့တော့လက်မှာဆိုလို့ရှိရင်ရောလက်သေးတွေကိုတိုးတိုးတောင်းတောင်းနဲ့တတရရဖြစ်အောင်ညှက်ထားရလားဒါဆိုလက်သေးလည်းစစ်ဆေးပြီးသွားပြီနောက်ဆုံးချက်ကကြတော့ဗာစစ်ဆေးမလဲဆိုရင်ဖက်နက်တွေပေါ့နော်ဖက်နက်တွေရောညစ်ပတ်နေရလားဖက်နက်တွေရောတန်ရှင်းနေရလားဒါတွေကိုလည်းစစ်ဆေးရမှာဖြစ်ပါတယ်တဲ့အဲ့တော့ဒီချက်9ချက်ကိုရမယ်နော်တခြားလေးမှတ်ထားစီခြင်းပါတယ်
はい、スペチラや出勤するときやお客様の前に出るときは、チェックポイントを鏡などで確認する癖をつけましょう。出勤するလို့တဲ့စကားကအလုပ်တက်တဲ့အချိန်にကစ္စတမာရဲ့အရှိကိုထွက်မဲ့အချိန်ဒီမှာဆိုလို့ရှိရင်တဲ့チェックポイントလို့ခေါ်တဲ့ဒီ check လုပ်ရမယ့်အချက်တွေကိုတဲ့鏡などでအမှန်မှာကြည့်ရှုပြီးတော့မှ確認する癖စစ်ဆေးတဲ့အကျင့်ကိုつけましょうလောက်ကြဆိုတဲ့癖ဆိုတာအကျင့်ကိုပြောတာနော်。またတဖန်ထပ်ပြီးတော့တဲ့最初はပထမဆုံးချိန်ဒီမှာဆိုလို့ရှိရင်တော့同僚にロボカペシガニビロマチェックしてもらうことも効果的です。စစ်ဆေးတာကိုလက်ခံရရှိတာကလည်းပုံမထိရောက်နိုင်ပါတယ်ဆိုပြီးတော့ရေးထားတာဖြစ်ပါတယ်။လောက်တက်မဲ့ချင်းဒီနဲ့ customer ရဲ့ရှိကိုထွက်မဲ့ချင်းဒီမှာဆိုလို့ရှိရင်ဒီ check point လို့ခေါ်တဲ့အချက်လက်တွေကိုမှန်မှကြည့်ပြီးတော့စစ်ဆေးတဲ့အချင်းကိုလောက်ဆောင်ရမယ်။ပထမဆုံးချင်းဒီပေါ့ပထမဆုံးအလုပ်လုပ်မဲ့ချင်းဒီမှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လုပ်ဖို့ကံဘက်တွေစီကနေပြီးတော့မှစစ်ဆေးတာကိုလက်ခံရရှိတာကလည်းပုံမထိရောက်တဲ့အချက်လက်လေးဖြစ်ပါတယ်။အဲ့တော့ဒီမှာမှတ်ထားရမှာကရှုကူဟက်ကူလို့ခေါ်တဲ့တက်ကိုဆောင်တွေမှာလုပ်မဲ့သူတွေကမီတာရှိနာမီလို့ခေါ်တဲ့ဝေစားစင်ရင်ပုံတွေကိုတတရရထင်အောင်လုပ်ဖို့အတွက်ကအရေးကြီးပါတယ်အဲ့တော့ဟိုတယ်မှာအလုပ်လုပ်တဲ့ဝေစားစင်ရင်ပုံနဲ့လောကမှာလုပ်တဲ့ဝေစားစင်ရင်ပုံလေးကိုတိကျလေးမှတ်ထားကြမယ်ပြီးတော့စစ်ဆေးရမယ့်အချက်က9ချက်ရှိပါတယ်စပင်ရဲ့ကတွင်းနေရဲ့ယောက်ျားလေးတွေမှာဆိုလို့ရှိရင်မုတ်စိတ်တွေကိုတည်တည်တတ်ရိတ်ထားရလားဆိုတာစစ်ဆေးရမယ်ကိုယ့်ရဲ့ကိုယ်အနံ့တွေကိုလည်းတည်တည်ချာချာထိန်းသိမ်းထားရမယ်ယူနီဖောင်းတွေဆိုလို့ရှိရင်လည်းတေချာရှော့ဖို့မြေဘူးတိုက်ထားရဲ့လားဆိုတာကိုလည်းစစ်ဆေးရမယ်လက်သေးတွေဆိုတူတူတောင်းတောင်းညှက်ထားရဲ့လားတက်တရရှိရဲ့လားဆိုတာကိုလည်းစစ်ဆေးရမှာဖြစ်ပြီးတော့မှနောက်ဆုံးချက်ဖြစ်တဲ့ဖက်နက်ဆိုလို့ရှိရင်လည်းတက်ရှင်းစိတ်ကျနေရဲ့လားဆိုတာကိုစစ်ဆေးရမှာဖြစ်ပါတယ်はい今日はこれで終わりましょう。お疲れ様でした。最後まで見てくれてありがとうございます。နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်。バイバイ。